အသွင်ပြောင်းသောမေတ္တာချစ်ချင်းမေတ္တာကအရာအလုံးကိုပြောင်းလဲစေတယ်ဆိုတာမေတ္တာရှိပြီးဆိုရင်အရာအလုံးကိုပြောင်းလဲစေနိုင်တယ်ဒီနေ့တော့တက္ကသိုလ်တက်နေတဲ့ကျောင်းသူမတစ်ယောက်ကပြောင်းစာတွေဖတ်ရတာအရာကိုပြင်းတယ်အထူးသဖြင့် English literature စာပေတွေဘလို့ပေါ်ပေါက်လာတယ်စာပေစာလုံးတွေရေးထားတာခက်တော့သူကဖတ်ရတာအရင်ကိုမပျော်ဘူးဒီစာကိုမဖတ်ချင်ဘူးအဲ့စာအုပ်ဖတ်လိုက်တာနဲ့ကြလက်နဲ့အဲ့ကိုပျော်သွားတယ်အဲ့ကိုငိုက်သွားတယ်တော့တနေ့သူရဲ့ကျောင်းမှာစာသင်နေတဲ့အဲ့ပါမခတ်တရားနဲ့သူကကြိုက်သွားတဲ့အချိန်မှာသူဖတ်ရမယ့်စာအုပ်တွေကတည့်ရည်စားဖြစ်တဲ့အဲ့ဒီပါမောက်ခရေးတဲ့စာအုပ်တွေဖြစ်နေတယ်ဒီအမျိုးသမီးကစာရေးတဲ့ပုဂ္ဂိုလ်ကကိုယ့်ရဲ့ချစ်သူဖြစ်နေတဲ့အတွက်ကြောင့်စာအုပ်တအုပ်ကိုလေညတွင်ကြီးမအိပ်ဘဲနဲ့ပြီးအောင်ဖတ်နိုင်တယ်ဖတ်ရမှာအရင်ပြင်းတဲ့စာအုပ်ကနေပြီးတော့မှတညလုံးပြီးအောင်ဖတ်ဖြစ်သွားတာစာရေးတဲ့သူရဲ့အပေါ်ကိုထားတော့အဲ့ဒီမေတ္တာကြောင့်အဲ့စာအုပ်ဖတ်ရတာသူ့အတွက်ပြင်းစရာမကောင်းတော့ဘဲနဲ့ပို့ပြီးတော့မှချိန်ကုန်လို့ကုန်သွားမှမသိဘူးအဲ့စာအုပ်ကိုဖတ်ပြတယ်ဒီအတိုင်းပဲအခုကျမလက်ထက်မှာရှိတော့ဘုရားသခင်ရဲ့နှုတ်ကပတ်တရားတော်ကကျမတို့ကိုသိမ့်ချစ်တော်ဘုရားသခင်ရဲ့ဤစားစာဖြစ်တယ်ခုကျမလက်ထက်မှာကင်တော်ဤစာအုပ်ကိုရေးတော်သူကကျွန်တော်ရဲ့ချစ်သူသခင်ခရစ်တော်ဘုရားတပိခန်းကြီးတဲ့အငယ်30 17ထိုကဲ့တင်ချင်းကြောင်းရာကိုပယောဖက်တို့သည်စစ်ကြောမေးမြန်းရှာဖွေ၍တင်တို့ခံရသောယေရှုတော်အကြောင်းကိုဟောပြောကြပြီးခရစ်တော်ခံတော်မူရသောဆင်းရဲခြင်းကိုဆင်းရဲခံပြီးမှဝင်စားတော်မူရသောဘုံစည်းစိမ်ကို၎င်းသူတို့အထက်၌ရှိသောခရစ်တော်၏ဝိညာဉ်သည်သက်သေခံနှင့်သောအခါအဘယ်မည်သောသူကို၎င်းအဘယ်သို့သောအချိန်ကာလကို၎င်းဆိုလိုတော်မူသည်ဟုမေးမြန်းရှာဖွေကြ၏ပယောဖက်တွေကကျမ်းစာမှာရေးထားသောအရာကိုစစ်ကြောမေးမြန်းရှာဖွေတယ်သခင်ခရစ်တော်ဖခင်ဘယ်အချိန်မှာကြွလာမလဲသခင်ခရစ်တော်ဖခင်ကသူကြွလာသောအခါမှာဘာဆင်းရဲဒုက္ခတွေကိုသူခံစားရမလဲဘုန်းတော်ထင်ရှားဖို့ရန်အတွက်ဘယ်အချိန်ကာလမှာဘာဖြစ်မလဲဆိုတာကိုဤပယောဖက်တွေကအသေးအချာကိုရေးထားတယ်ဤကျမ်းစာတအုပ်လုံးကအထူးသဖြင့်ဓမ္မဟောင်းကျမ်းမှာသခင်ခရစ်တော်ဖခင်သည်ဤကမ္ဘာလောကမြေကြီးကိုဖန်ဆင်းတယ်ဆိုတာကိုဖော်ပြထားတယ်။သခင်ခရစ်တော်ဖခင်သည်ပညတ်တော်10ပါးကိုရေးသောတနှုတ်တို့ကိုချစ်တော်ဖခင်ဖြစ်တယ်။သခင်ခရစ်တော်ဖခင်သည်ဣသရေလလူမျိုးတွေကိုအဂတုတန်ပြည်ကနေပြီးတော့မှထုတ်ခေါ်လာသောဖခင်ဖြစ်တယ်။အဲ့ဒီသခင်ခရစ်တော်ဖခင်သည်ပယောဖက်တွေကျမ်းစာကိုမတ်တန်တင်ဖို့ရန်အတွက်ရေးခိုင်းသောဖခင်ဖြစ်တယ်။ဤတမန်တရားကိုရေးသောစာရေးသောသူကသခင်ယေရှုခရစ်တော်ဖြစ်တယ်။ဤကဘာသူကဘာသားတွေအပေါ်ကိုသခင်ခရစ်တော်ကဘယ်လိုသဘောထားတယ်လဲ။ရှင်ယောဟန်ခရစ်အခန်းကြီး3အငယ်16ဘုရားသခင်ဤသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရစေခြင်းကဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏သခင်ယေရှုခရစ်ကိုယ်တော်တိုင်ဤလောကသားအကုန်လုံးကိုအယံကိုချစ်တဲ့အတွက်ကြောင့်သူ့ရဲ့အသက်ကိုပေးခဲ့တယ်သူချစ်ကြောင်ထားလဲစေခြင်းတယ်သခင်ယေရှုကဘာဖြစ်လို့များကျွန်တော်တို့ကိုချစ်ရတာလဲယောမခန်းကြီး9ငယ်8ငါတို့သည်အပြစ်ရှိစဉ်ပင်ခရစ်တော်သည်ငါတို့အတွက်ကြောင့်အသေးခံတော်မူ၏လက်ဝါကတိုင်မှာအသေးခံလာအောင်အပြစ်သာအပြစ်ရှိနေစဉ်လိမ္မာလို့ချစ်နေတာမဟုတ်တယောခန်းကြီးလေးအငယ်7ကိုဖျားသခင်သည်ငါတို့ကိုရှေ့ဦးစွာချစ်တော်မူသောကြောင့်ငါတို့သည်ဖျားသခင်ကိုချစ်ကြ၏ကျမတို့တွေဘုရားသခင်ကိုပြန်ပြီးချစ်တယ်ဆိုတာကဘုရားသခင်ကျမတို့အရင်ဆုံးချစ်လို့ကျမတို့ကသူ့ရဲ့ယံသူဖြစ်နေတဲ့အချိန်မှာပင်ဘုရားသခင်ကကျမတို့ကိုချစ်တယ်။သခင်ခရစ်တော်ဘုရားကသူလာပြီးတော့မှကားထဲမှာအသေးခံရလောက်ကျမတို့ကသူမြစ်တန်နဲ့မထိုက်တန်ဘူးအဲ့ဒီမထိုက်တန်တဲ့အရာကိုသူပေးခဲ့တယ်။ချစ်လို့ဖြစ်တယ်။အောင်မြင်သောခရိယန်အသက်တာနဲ့အောင်မြင်သောအိမ်တောင်ရေးရဲ့တူညီသောအရာတွေရှိတယ်။တယောဟန်ခန်းကြီး3အငယ်20ငါတို့သည်ပညတ်တော်တို့ကိုစောင့်ရှောက်၍နှစ်သက်တော်မူသောအကျင့်တို့ကိုကျင့်သောကြောင့်စွတ်တောင်းသမျှတို့ကိုဘုရားသခင်ထံတော်မှရကြ၏အောင်မြင်သောအိမ်တောင်ရေးမှာဘယ်အရာကအရေးကြီးဆုံးဖြစ်မယ်လို့ထင်သလဲ
လင်မယားတွေတယောက်နဲ့တယောက်ပေါ်မှာသစ္စာရှိတာဒါအယံကိုအရေးကြီးသောအရာဖြစ်တယ်။ကျန်တဲ့အရာတွေရှင်မြတ်တာဟိုဟာလုပ်ပေးတယ်။ပြောသားတဲ့ဆိုရင်မိသားစုတွေလိုအပ်သောအရာတွေကိုပံ့ပိုးပေးတယ်ဖြစ်စည်းပေးတယ်ဒါတွေအကုန်လုံးအရေးကြီးတယ်။ကိုချစ်တော့ကိုရဲ့လင်သားကိုရဲ့အမျိုးသမီးကိုပျော်အောင်ထားတာအဲ့ဒါလည်းအရေးကြီးသောအရာဟုတ်မယ်။အကယ်၍တယောက်စိတ်ပျော်အောင်မထားနိုင်တော့ဘူးဆိုရင်အဲ့ဒီအိမ်တော်ကြီးကဆက်သွားဖို့အတွက်အဆင်မပြေဘူးဒီတိုင်းပဲခရစ်ယာန်ရဲ့အသက်တာမှာလဲသခင်ခရစ်တော်ကကျမတို့ကိုလိုက်နာစေခြင်းသောအရာတွေရှိတယ်သူရဲ့သွန်သင်ချက်တွေရှိတယ်အဲ့ဒါကခရစ်တော်အတွက်အရေးကြီးတယ်သခင်ခရစ်တော်ဘုရားကခရစ်ယာန်နေ့စဉ်အသက်တာမှာဘလို့ပုံစံနဲ့အသက်ရှင်ခြင်းကသူ့ရဲ့စိတ်တော်နဲ့တိုးထိတယ်သူ့ကိုပျော်စေတယ်ဆိုတာကိုကျမတို့ကိုဒီနှုတ်ကပတ်တရားတော်မှာဖော်ပြထားတယ်ပျော်ရွှင်သောအိမ်တောင်မှာအမျိုးသမီးကသူ့ရဲ့အမျိုးသားကိုအလိုကိုလိုက်ရတာသူ့အတွက်ဝန်ထောက်ဝန်ပိုးမဖြစ်ဘူးဒီတိုင်းပဲကျမတို့ကိုချစ်တော်ခရစ်တော်ရဲ့အလိုကြအသက်ရှင်ရတာရောကျမတို့အတွက်ဝန်ထောက်ဝန်ပိုးလို့မခံစားရဘူးဘာဖြစ်လို့လဲချစ်တာကိုချစ်လို့လှုပ်ဆောင်တဲ့အရာအကုန်လုံးကပျော်လို့လှုပ်တာအဲ့လိုလှုပ်ပြီးရလို့လဲပျော်တယ်ကိုယ့်ရဲ့အမျိုးသားကိုကိုယ့်ရဲ့အမျိုးသမီးကိုအနောက်ရှက်ဖြစ်စေမဲ့အရာအကုန်လုံးကိုရှောင်တယ်သခင်ခရစ်တော်ရဲ့အလိုတော်အတိုင်းသခင်ခရစ်တော်ရဲ့စိတ်ကိုကျဉ်းနှံ့အောင်အသက်ရှင်ခြင်းအပြင်ကျမတို့အသက်တာမှာပါတဲ့အကျိုးကျေးဇူးတွေရမှာလဲယောဟန်ခန်းကြီး15အငယ်30သင်တို့သည်ငါပညာတို့ကိုစောင့်ရှောက်လင်ငါမေတ္တာ၌တည်နေကြလိမ့်မည်သင်တို့၌ငါဝမ်းမြောက်စရာအကြောင်းတည်စေခြင်းကသင်တို့ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းက၎င်းဤစကားကိုသင်တို့အားဟောပြော၏ဘုရားသခင်ကကျမတို့ကတိတ်ချစ်တဲ့အတွက်ကြောင့်ဘလို့အသက်ရှင်ရမလဲဆိုတာဤနှုတ်ကပတ်တရားတော်ကနေပြီးတော့မှဖော်ပြထားတယ်။သင်တို့တွေငါပညာတော်ကိုစောင့်ရှောက်လင်ဘုရားသခင်ပြောသောစကားအတိုင်းကျမတို့အသက်ရှင်လိုက်ရှောက်လင်ဘုရားသခင်ကိုချစ်ရရောက်တယ်။ဘာဖြစ်လို့သူ့ရဲ့နှုတ်ကပတ်တရားတော်အတိုင်းကျမတို့အသက်ရှင်စေချင်တာလဲ။ကျမတို့ပျော်စေချင်တဲ့အတွက်ကြောင့်ဘုရားသခင်ရဲ့ဝမ်းမြောက်ခြင်းကျမတို့အသက်တာမှာပြီးဆုံးစေဖို့နဲ့စုံလင်စေဖို့ရန်အတွက်ဒီနှုတ်ကပတ်တရားတော်ကိုပေးခြင်းဖြစ်တယ်။စာရမဏကလည်းကျမတို့ဘလို့တွေးစေခြင်းတလဲသိလား။ဘုရားသခင်အလိုတော်အတိုင်းဤကျမ်းစာအုပ်ကြီးအတိုင်းအသက်ရှင်မယ်ဆိုရင်မလေးပြင်းစရာကြီးရိုးအားကြီးပုံတုံကြီးအသက်ရှင်ရလိမ့်မယ်။စာအုပ်ကြီးအတိုင်းလိုက်ဒီအသက်ရှင်နေတဲ့ကြည်ပါအောင်ဘုရားသခင်ကအယံကိုတောင်းခံမှုတွေကအယံများတာပဲလို့ကျမတို့ကိုယုံစေခြင်းတယ်။သို့တော့သခင်ခရစ်တော်သူ့ရဲ့အလိုအတိုင်းအသက်ရှင်မယ်ကျမတို့အသက်တာမှာပျော်ရွှင်မှုအပြည့်အစုံရရှိမယ်လို့ပြောထားတယ်။ယောဟန်ခန်းကြီး10အငယ်10မှာကျမတို့ဘုရားသခင်ပေးသောအသက်ကအပြည့်စုံသောအသက်တာဖြစ်တယ်။အကယ်၍ကျမတို့ကစာတန်ရဲ့လိမ်လည်မှုကိုယုံကြည်မယ်ဆိုရင်ကျမတို့အသက်တာမှာခေါင်းကိုက်စရာတွေအသက်တာမှာဆင်းရဲဒုက္ခအမြောက်များစွာနဲ့ကြုံတွေ့ရမှာကျမ်းစာတကနေပြီးတော့ကျမတို့ခရစ်ယာန်အနေနဲ့အသက်ရှင်လိုက်ရှာရမယ့်အရာစီးမြင်ဆိုတာတဲ့အဲ့ဒီသုံးသင်ချက်တွေကကျမတို့ကိုစာနာမဏေရဲ့အန်ဒီရဲ့ဇုံကနေပြီးတော့မှဝေကဖို့ရန်အတွက်ဘုရားသခင်ကပေးခြင်းဖြစ်တယ်ခရစ်ယာန်တရားအနေနဲ့ဤလောကမှာအသက်ရှင်ဖို့ရန်အတွက်ဘုရားသခင်ကစားသောအခါမှာဒီလိုစားပါဝတ်သောအခါမှာဒီလိုဝတ်ပါသူတစ်ပါးနဲ့ပြောဆိုသောအခါမှာဒီလိုပြောပါလို့ဘာဖြစ်လို့များသွန်သင်ချက်တွေကိုအတိအကျပေးထားတာလေတရားဟောရကျမ်းခန်းကြီး6အငယ်24ငါတို့အကျိုးကိုထောက်၍ကျမတို့အကျိုးကျေးဇူးကိုထောက်ပြီးတော့မှဤပညာအလုံးစုံတို့ကိုကျင့်ဖို့ရန်အတွက်ပေးထားတယ်။ကောင်းသောမိဘတွေကကလေးတွေကိုလိမ်မာစေချင်တဲ့အတွက်ကြောင့်အိမ်မှာစီမင်းစည်းကမ်းလေးတွေသင်ပေးတယ်။ဒီတိုင်းမဲ့သခင်ခရစ်တော်ဘုရားကကျမတို့ကိုချစ်လွန်းလို့ကျမတို့သူ့ကလေးအနေနဲ့သွန်သင်မှုလေးတွေပေးထားတယ်အိမ်မှာနေသောခါဒီလိုနေပါစီမင်းစည်းကမ်းလေးအတိအကျလေးတွေဘုရားသခင်ပေးတာကျွန်တော်တို့ရဲ့ကောင်းစားဖို့ရန်အတွက်နံပါတ်1စာလံကျမ်းခန်း139အငယ်7ကိုရောကိုမပြည့်မာပဲနေနိုင်မြေအကြောင်းနေ့စဉ်တက်တာမှာဘုရားသခင်ကိုမပြည့်မာပဲအသက်ရှင်နိုင်ဖို့ရန်အတွက်ဘုရားသခင်ကစီမင်းစည်းကမ်းအတိအကျတွေကိုပေးထားတယ်စာတန်မာနရဲ့အန္တရာယ်ဆောင်ကနေအပြစ်ကနေပြီးတော့မှကျမတို့လွတ်မြောက်နိုင်ဖို့ရန်အတွက်ကျမတို့ကာကွယ်ဖို့ရန်အတွက်အတိအကျအသက်ရှင်ရမယ့်သုံးသင်ချက်လေးတွေကိုပေးထားခြင်းဖြစ်တယ်။တိပိခန်းကြီး2အငယ်21ခရစ်တော်ဤခြေတော်ရာကိုရှောက်လိုက်စေခြင်းကသခင်ခရစ်တော်ဘုရားကကျမတို့တက်တာရဲ့စံနမူနာပုဂ္ဂိုလ်
ခင်ခရစ်တော်ရဲ့ခြေတော်ရာအတိုင်းလိုက်ပြီးတော့အသက်ရှင်နိုင်ဖို့ရန်အတွက်အဲ့ဒီစီမင်းစည်းကမ်းလေးတွေကိုပေးထားခြင်းဖြစ်တယ်။ယောဟန်ခန်းကြီး73ငယ်18မှာဤအရာများကိုသင်တို့သိ၍သိသည့်အတိုင်းကျင့်လေမင်္ဂလာရှိကြ၏မင်္ဂလာရှိတယ်ဆိုတာပြောတယ်။စစ်မှန်သောပျော်ရွှင်မှုကျမတို့အသက်တာမှာရရှိဖို့ရန်အတွက်ဘုရားသခင်ကတိကျသောလမ်းညွှန်ချက်တွေကိုကျမတို့အားပေးထားခြင်းဖြစ်တယ်။ယောဟန်ခန်းကြီး15ငယ်10မှာငါသည်ငါခမည်းတော်၏ပညတ်တို့ကိုစောင့်ရှောက်၍ခမည်းတော်၏မြစ်တာ၌တည်နေတကဲ့သို့သင်တို့သည်ငါပညတ်တို့ကိုစောင့်ရှောက်လင်ငါမြစ်တာ၌တည်နေကြလိမ့်မည်။ဘုရားသခင်ရဲ့ပညတ်တော်အတိုင်းသွန်သင်ချက်တိုင်းအသက်ရှင်ခြင်းကဘုရားသခင်ကိုချစ်တယ်ဆိုတာကိုပြရသောအထူးအခွင့်အရေးပညာတော်လိုက်ရှာဘုရားသခင်သွန်သင်ချက်အတိုင်းအသက်ရှင်နေဆိုတာကကိုရောကိုကျွန်ုပ်ချစ်ပါတယ်ဆိုတဲ့ပြန်ပြီးတော့မှပြခွင့်ရတယ်။မဿဲခန်းကြီး9ငယ်16သူတပါးရှင်း၌သင်တို့အလင်းကိုလင်းစေကြလော့။သူတပါးအတွက်ကောင်းသောပုံသက်တဲ့အနေနဲ့အသက်ရှင်ဖို့ရန်အတွက်ဘုရားသခင်ကဒီတိကျသောသွန်သင်ချက်ပညာတော်တွေကိုပေးထားခြင်းဖြစ်တယ်။သခင်ခရစ်တော်ဘုရားရဲ့အမြင်အရကျွန်ုပ်တို့ဒီဤလောကမှာရှိသောစီးစိမ်ဥစ္စာကြွယ်ဝချမ်းသာမှုဤလောကရဲ့တမန်မှုတွေကိုဘယ်လိုမျိုးသဘောထားရမလဲလို့ပြောထားသလဲတတိထားတော့အဲ့လိုမျိုးသွန်သင်ထားတဲ့အရာတွေရှိသလားတယောဟန်ခန်းကြီး2အငယ်7လောက၌ရှိသမျှသောအရာဒီဟုသောကိုယ်ကာယတမက်ခြင်းမျက်စိတမက်ခြင်းလောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည်ခမည်းတော်နှင့်မဆက်ဆိုင်လောကနှင့်သာဆက်ဆိုင်ကြ၏လောကကိုချစ်သောအရာနဲ့ပတ်သက်ပြီးတော့မှ3ခုရှိတယ်ပထမဆုံးတစ်ခုကကိုယ်ကာယရဲ့တမက်ခြင်းနံပါတ်2မျက်စိရဲ့တမက်ခြင်းနံပါတ်3ဝါကြွားခြင်းငါမစီဒီကာစီနိုင်တယ်။ကြီးဆန်းသာတော့တတိယရက်ကွက်မှာနေနိုင်တယ်။ကြီးငါရဲ့မိတ်ဆွေတွေကတကယ်ကိုပညာတတ်တယ်ဆိုတော့ဝါကြွားခြင်းလောကမှာကျွန်ုပ်တို့ကိုစာဒမာနရဲ့ကြော့ခွင်ထဲကိုပါသွားစေတော့အရာ3ခုကိုယ်ကာယရဲ့တမက်ခြင်းမျက်စိရဲ့တမက်ခြင်းနံပါတ်3လောကီစီးစိမ်၌ဝါကြွားခြင်းဖြစ်တယ်ဒီအပြစ်3ခုစလုံးကလောကမှာရှိသမျှသောအပြစ်မကောင်းမှုအကုန်လုံးကဒီအရာ3ခုထဲမှာကြားနေတယ်လေရှင်ယာကုပ်ဩဝါဒဆဆောင်ခန်းကြီး4အငယ်4ဤလောကနဲ့မိတ္တဟာယဖွဲ့လို့တော်သူသည်ဘုရားသခင်ယံသူဖြစ်တယ်ခုနကတော့အရာ3ခု၌ဆက်နွယ်မယ်ဆိုရင်မသိဘဲနဲ့စာဒမနာရဲ့သားကောင်တွေဖြစ်သွားတယ်စာဒမနာရဲ့လူတွေဖြစ်သွားပြီးတော့မှဘုရားရဲ့ယံသူတွေဖြစ်သွားတယ်အဲ့ဒါကြောင့်မလို့ဤလောကမှာနေသောအခါမှာဘယ်လိုမျိုးအသက်ရှင်ရမလဲ။ယာကုပ်ဩဝါဒဆဆောင်ခန်းကြီး1အငယ်29လောကီအညစ်အကြေးနဲ့ကင်းစင်အံ့သောငါစောင့်ရှောက်ကြမယ်။ကြည်နေသောအရာကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ့်ရဲ့ဒီစိတ်နှလုံးမှန်မှန်နာကိုတတိထားပါစောင့်ရှောက်ပါခရိယန်အနေနဲ့ဤအရာတွေကိုအယံတတိထားမယ်။ဆန္ဒမနာကဒါကိုအသုံးပြုပြီးတော့မှလက်ကွဲဆင်သွားတာဖြစ်တယ်။ဤလောကမှာနေသောဘုရားသခင်ရဲ့သားသမီးလောကရဲ့တမက်ခြင်းနဲ့ကျွန်တော်ရှောင်ရှားလို့မရဘူးဘုရားသခင်ကကျွန်တော်ဘလို့တတိပေးတယ်လဲယောမခန်းကြီး7အငယ်နဲ့သင်တို့သည်လောကီပုံသဏ္ဍာန်ကိုမဆောင်ကြနဲ့ငါသားငါသမီးဤလောကမှာနေသောအခါမှာလောကီသားအသက်ရှင်တဲ့ပုံစံလိုမျိုးအသက်မရှင်ကြနဲ့ဆိုပြီးတော့မှအမြဲတမ်းသတိပေးနေတယ်ယာကုပ်ဩဝါဒဆဆောင်ခန်းကြီး4ငယ်9ထို့ကြောင့်ဘုရားသခင်အလိုတော်သို့လိုက်ကြလော့မာနကိုစီးတားကြလော့ထို့သောပြုလင်သူသည်တင်တို့ထံကပြေးသွားကြလိမ့်မည်ဆန္ဒမနာကကျမတို့စကားပြေးဖို့ရန်အတွက်ကျမတို့ဘုရားသခင်တော်ရဲ့အလိုတော်တိုင်းအသက်ရှင်ခြင်းကဆန္ဒမနာရဲ့အန္တရာယ်ကိုတားဆီးခြင်းနဲ့အတူတူပဲဆန္ဒမနာကျမတို့စီကနေပြီးတော့ပြေးသွားဖို့ရန်အတွက်ကကျမတို့တာဝန်ကဘုရားသခင်ရဲ့အလိုတော်အတိုင်းအသက်ရှင်ပါခရိယန်တရားအနေနဲ့ဘုရားသခင်နှုတ်ကပတ်တရားတော်တိတိကျကျအတိုင်းအသက်ရှင်ဖို့ဆိုတာတော်တော်ခက်မယ်ဟောအစီရတတ်မဲ့ခြင်းခန္ဓာကိုယ်ရဲ့တတ်မဲ့ခြင်းငါဆိုတဲ့မာနလူတိုင်းရှိတယ်ကျမတို့ရဲ့မျက်စိကျမတို့ရဲ့ဒီစိတ်ထဲမှာလာတော့အရာအဲ့လောကီတတ်မဲ့ခြင်းတွေကိုဖယ်ရှားနိုင်ဖို့ရန်အတွက်နံပါတ်1တစ်ခုကကျမတို့အတွေးကိုတတိအယံထားရမယ်ကိုဘာတွေးနေလဲဆိုတာကိုဘာဖြစ်လို့တတိထားဖို့လိုအပ်တယ်လဲတောက်တန်ကျက်က23ငယ်ခုနဲ့လူသည်စိတ်ထင်သည့်အတိုင်းဖြစ်၏
စိတ်ထဲမှာတွေးထင်တဲ့အတိုင်းဖြစ်လာတယ်ကျမတို့အတွေးတွေကကျမတို့ဘယ်လိုလှုပ်ရှားရမလဲဆိုတာကိုလမ်းညွှန်ပေးနေတယ်ဒီကိုခိုင်းတဲ့စငယ်ငါမှာကျမတို့ရဲ့အတွေးတဲ့အကုန်လုံးကိုသခင်ခရစ်တော်ကိုနာခံဖို့ရန်အတွက်အနံပါဆိုပြီးတော့မှဘုရားသခင်ကကျမတို့ကိုကူညီချင်တဲ့အတွက်ကြောင့်အကြံပေးထားတယ်ယေရှုပြည့်နေ့စဉ်အသက်တာမှာအတွေးတွေကိုသတိထားပါဒီအတွေးတွေကကျမတို့ရဲ့လှုပ်ဆောင်မှုတွေဖြစ်လာတယ်စာဒမာနကလောကမှာရှိသောဤတမတ်ချက်မကောင်းမှုတွေကိုကျမတို့ဘဝထဲအတွေးကနေစပြီးတော့မှတည်လာတယ်ကျမတို့အတွေးကနေပြီးတော့မှဒီအာယုံ၅ပိုင်းကနေအထူးသဖြင့်မြင်တဲ့အရာကနေကြားတဲ့အရာကနေပြီးတော့မှဆွဲငင်နေတယ်ကျမတို့သူ့ရဲ့ထောင်ချောက်တွေကြားဖို့ရန်အတွက်သူအသုံးပြုနေတယ်ကျမတို့ကြည့်သောအရာကျမတို့ကြားသောအရာကိုသူကထိန်းချုပ်နိုင်ပြီးဆိုရင်ကျမတို့ချော်လဲဖို့ရန်အတွက်ကျမတို့ပျက်စီးဖို့ရန်အတွက်သူ့ရဲ့လက်ထဲမှာပဲရှိတယ်အားကြောင့်ကျမ်းစာထဲကနေပြီးတော့မှတီတီကြကြဒီကောခရီ3အငယ်18မှာကြည်မြင်၍ငါတို့သည်ပုံစံတော်နဲ့အညီပြောင်းလဲခြင်းရှိကြ၏ကိုကြည့်တဲ့အတိုင်းကိုဖြစ်လာတယ်ဒီကျမ်းပါအရာကြည်ဖန်များရင်ကိုလည်းအဲ့လိုလိုက်ဖြစ်တယ်ခရိယန်တရားအနေနဲ့ဤလောကမှာအသက်ရှင်လှုပ်ရှားဖို့ရန်အတွက်ဘုရားသခင်ရဲ့သွန်သင်ချက်တွေကပါလဲဖိလိပ္ပိခန်းကြီး4အငယ်8ကျွင်းသေးသောစကားဟုမူကားညီအကိုတို့တမန်တရားနှင့်ဆိုင်သောအကျင့်လျောက်ပတ်သောအကျင့်ဖြတ်မှတ်သောအကျင့်စင်ကြယ်သောအကျင့်သူတစ်ပါးနှင့်သက်ဖွယ်သောအကျင့်ချီးမွမ်းဖွယ်သောအကျင့်ရှိသမျှတို့ကို၎င်းပါရမီတစ်ပါးကောင်းသောသည်င်းတစ်ပါးနှင့်ဆိုင်သောအကျင့်တို့ကို၎င်းနှလုံးသွင်းကြလောကောင်းသောအရာစင်ကြယ်သောအရာဖြတ်မှတ်သောအရာသူတစ်ပါးချီးမွမ်းသောအရာပါရမီတစ်ပါးတွေကိုနှလုံးသွင်းပါတွေးတာကိုပြောတာဒီကောင်းသောအရာတွေကိုတွေးပါလို့ကျမ်းစာကနေဖော်ပြထားတယ်ကျမတို့ခရိယန်တွေအနေနဲ့ကောင်းသောအရာမှန်သောအရာဖြူစင်သောအရာချစ်ဖွယ်ကောင်းသောအရာကောင်းသောအရာတွေကိုပဲတွေးရမယ်ကျန်သောအရာတွေကိုရှောင်ရမယ်ရှောင်မယ်လို့ပြောတဲ့အခါမှာမယောသားမှုမှန်သမျှကိုရှောင်တော့မယ်လိန်လေချင်းခိုးချင်းမတရားမျှတမှုမှန်သမျှလိန်လေမှုမှန်သမျှအကုန်လုံးကိုခရိယန်တွေကရှောင်တော့မယ်နံပါတ်1ညဉ့်ညမ်းမှုမှန်သမျှကိုရှောင်ပါဤခါမှာဖျားရှင်သားသမီးကိုဒုက္ခရောက်စေသောအရာညဉ့်ညမ်းသောအခွေတွေအပုံတွေကားတွေကြည်တာမကြည့်စင်လဲသူ့အတူပေါ်လာတဲ့အချိန်တွေအများကြီးရှိတယ်လမ်းမှာကားမောင်းသွားလိုက်တွေးနေရတဲ့အရာတွေအများကြီးရှိတယ်ဆဲဆိုတာတယ်သူဘာအဲ့တရေပြောင်းပြောဆိုတော့အရာတယ်ဟာတာပုံစံနဲ့ပြောလိုက်တယ်တေးဂီတအကညဉ့်ညမ်းမှုထဲမှာပါမယ်များသောအားဖြင့် TV မှာပြသောအရာရုပ်ရှင်မှာပြသောအရာတွေအကုန်လုံးကညဉ့်ညမ်းမှုတွေနဲ့တကယ်မကင်းဘူးခရစ်တော်ကိုသင်ဖိတ်လို့မရသောနေရာမှန်သမျှကိုရှောင်ပါနိုင်ကလမှာညင်းပြိုင်ပွဲနေရာအလောင်းကစားရုံမှာသင်ခရစ်တော်ခေါ်သွားလို့ရလားသခင်ခရစ်တော်ဒီခေါ်သွားလို့မရသောနေရာကိုသင်ကိုယ်တိုင်နဲ့မတော်နဲ့အဲ့လိုနေရာအကုန်လုံးကိုရှောင်ပါသချင်းဂီတနဲ့ပြောမယ်ဆိုရင်အရာကိုအငင်းပွားဖွယ်ရဖြစ်တဲ့အရာတစ်ခုဖြစ်တယ်ဒီကနေ့ဒီအချိန်မှာ rap သချင်းရှိတယ် country သချင်းရှိတယ် pop ရှိတယ် rock ရှိတယ် heavy metal သချင်းတွေရှိတယ်အဲ့သချင်းကိုကြားလိုက်တဲ့လူရဲ့ခန္ဓာကိုယ်ကစပြီးတော့ကလာတဲ့သချင်းတွေအများကြီးရှိတယ်ဤသချင်းဤတေးဂီတအမျိုးပုံစံအမျိုးမျိုးတွေကစာတန်ကချုပ်ကင်ထားတယ်တချင်းတော့မကတဲ့တချင်းရဲ့စာသားတွေကလည်းဝိညာဉ်ရေးရတယ်ဘုရားကိုယုံကြည်သောအရာကိုဖြည့်ဆည်းစေတယ်သူတေသနာလှုပ်တဲ့အခါမှာတေးဂီတတချင်းကလူတယောက်ကိုဘလောက်ထိလှုပ်နိုင်တယ်လဲဆိုတာကိုလေ့လာတဲ့အခါမှာတချင်းကလူရဲ့အတွေးအခေါ်လူရဲ့ဆုံးဖြတ်ချက်ခန္ဓာကိုယ်တစ်ခုလုံးရဲ့လှုပ်ရှားမှုမှန်သမျှအပေါ်ကိုတရားမှုရှိတယ်ဆိုပြီးတော့မှသူတေသနာလှုပ်တဲ့လူတွေကတွေ့ရှိခဲ့တယ်ဒါထောင်လိုက်တဲ့ချင်းတပုတ်ကြောင့်လူတွေရဲ့နှလုံးခုန်တော့လူတွေရဲ့အသက်ရှူတော့ခန္ဓာကိုယ်ရဲ့ပျော့ပြောင်းမှုမာကြောမှုတွေကိုလုံးဝသက်ရောက်မှုရှိတယ်တချင်းရဲ့အသံဒုံဒုံဒုံသွားရင်လည်းမကြည့်ဒုံဒုံဒုံအပေါ်မှာတီးတဲ့လူခေါင်းတစ်ချိန်လုံးဒီလိုမျိုးခါနေတာ rock တချင်းတွေလေတီးနေတယ်လေအဲ့ဒီပေါ်မှာကြားနာတဲ့သူတွေကတရားမှုရှိတယ်ဆိုပြီးတော့မှရှာဖွေတွေ့ရှိတဲ့လူတွေကမှတ်တမ်းတင်ထားကြတယ်တချင်းရဲ့စာသားလူရဲ့ခန္ဓာကိုယ်ထိရောက်စေတာတော့မကောင်းလူရဲ့
ခံစားချက်လူရဲ့အတွေ့လူရဲ့လှုပ်ဆောင်ခြင်းတို့အရာတွေမြောက်များစွာကိုစိုးသောဘက်မှာတည်ရောက်မှုရှိတယ် Rolling Stone Rock တဲ့ချင်းရဲ့ခေါင်းဆောင်ဖြစ်တဲ့ Mick Jagger ကသူတချင်းတီးခန့်နေတဲ့အချိန်မှာခန္ဓာကိုယ်မှာအဲ့ဒီ adrenaline တွေကဘယ်လိုမျိုးသွားနေဘယ်လိုလှုပ်ဘယ်လိုစီးဆင်းနေတယ်လဲဘယ်လိုလှုပ်ရှားနေလဲဆိုတာခံစားရတယ်တဲ့ Rock and Roll ရဲ့တချင်းအကုန်လုံးကကာမဆက်ဆံခြင်းမူရစ်စေဝါကိုလည်း promote လုပ်တယ်များသောအားဖြင့်ဒေဂီတာတော်တော်များများကမူရစ်စေဝါနဲ့မကင်းကြဘူး overdose ဖြစ်ပြီးသုံးရတဲ့လူတွေအများကြီးရှိတယ်တာမန်လူတယောက်ကစင်ပေါ်မှာတက်ပြီးတော့မှဒီမျိုးကောင်းတွေခါအကုန်လုံးပြပြီးရေပြီးလောက်လာအောင်တာမန်အုံနောက်နဲ့သူလုံနိုင်မလားတခုခုကိုသုံးလိုက်တဲ့အချိန်မှာမရဲတာတွေအကုန်လုံးရဲလာတယ်ဘယ်လိုတခြင်းမျိုးကသခင်ခရစ်တော်ရဲ့စိတ်တော်နဲ့တိုးထီသောတခြင်းမျိုးတွေဖြစ်မှာလဲခရစ်တော်များကသခင်ခရစ်တော်ရဲ့တည်င်းစကားနဲ့မကိုက်ညီသောအရာရှောင်ကြလိုက်မယ်မြုပ်တုတွေကိုကွယ်သောသူတွေတော်တော်များများကဒီကနေ့ခေတ်ပေါ်လူငယ်တွေအရင်ကြိုက်များရဲ့ဤတခြင်းတွေကစာတန်ကိုကွယ်မှုစုံးတွေကိုဝတ်ပြုကိုကွယ်တာနဲ့အယံကိုတူနေတယ်တဲ့သူတို့ပြောကြတယ်ကားပေါ်မှာနားထောင်တော့တခြင်းဖြစ်မယ်ရေဒီယိုတခြင်းဖြစ်မယ်အိမ်မှာဖွင့်တော့တခြင်းဖြစ်မယ်အဲ့ဒီတခြင်းတွေနားထောင်နေတဲ့အချိန်မှာသခင်ခရစ်တော်များဒီကနေ့ဒီအချိန်မှာငါအိမ်မှာလာလဲမယ်ငါကားထဲမှာရှိနေမယ်ဆိုရင်ငါအခုနားထောင်နေတော့တခြင်းကိုငါဖွင့်ပြရဲသလားဂျေဇုပြည့်အဲ့ဒီမေကွန်ကိုမေးပါအဲ့ဒါဆိုရင်တော့သွားပြီဗော rock တခြင်းနဲ့နားထောင်လို့မရတော့ alternative နဲ့နားထောင်လို့မရတော့ဘူးဒီလေ electronic pop metal classical country rap ဒီကိတာအများကြီးတွေကိုအကုန်လုံးကိုစွန့်ပြရမလို့ဖြစ်နေတယ်ဟုတ်တယ်ဟော The King ခရစ်တော်ကိုရှင်းမယ်ဆိုရင်သူ့ရဲ့အချစ်ကြောင့်ခရိုင်းဆွဲလန်းနေတဲ့ကြိုက်တဲ့တခြင်းဂီတပုံစံတွေက The King ခရစ်တော်ရဲ့ဘုန်းတော်ကိုထင်ရှားသောတခြင်း The King ခရစ်တော်ကိုချီးမွမ်းသောတခြင်းကိုနားထောင်ဖို့ရန်အတွက်ကျမတို့နှလုံးသားထဲမှာဘုရားသခင်ကထပ်ပေးလိုက်မယ်။စာလံကျမ်းခန်းကြီး40အငယ်3ထို့သောငါတို့ဘုရားသခင်ကိုချီးမွမ်းရာတခြင်းတိတ်ကိုငါမွဲ့ဆိုစေခြင်းကအခွင့်ပေးတော်မူ၏လူအများတို့သည်သိမြင်၍ကြောက်ရွံ့သောစိတ်နှင့်ထာဝရဘုရားကိုကိုးစားကြလိမ့်မည်ကျမတငယ်ချင်းတွေရှိတယ်သူတို့ခရစ်မဖြစ်လာခင်တော့ rock and roll တခြင်းနဲ့ CD တွေအကုန်လုံးနားထောင်တယ်သူတို့ခရစ်ယာန်ဖြစ်လာပြီး3-5နှစ်မှာအရင်တော့တစ်ချိန်လုံးနားထဲမှာထပ်ပြီးနားထောင်တဲ့အရာတော်ယုံတဲ့ကိုမပြောက်သွားဘူးThe King ခရစ်တော်နဲ့နီးစေသောတခြင်း instrumental piano သံမျိုးတွေသူတို့ပို့ပြီးတော့ကြိုက်လာတယ်အဲ့ဒီတခြင်းရဲ့စာသားတွေကသူတို့ကိုဘုရားသခင်နဲ့နီးစေတဲ့အတွက်ကြောင့်ဘုရားအမြတ်တော်ကိုဖော်ပြတဲ့တခြင်းတွေဖြစ်တယ်ဘုရားသခင်သားသမီးတွေရှိပါတယ်ဘုရားသခင်ကိုသိချစ်လို့ကိုစက္ကန့်အနံပြီးတော့မှတေးဂီတာဘက်မှာကောင်းသောခရစ်ယာန်တခြင်းတွေမြောင်းများစွာရှိတယ်ဘုရားသခင်ကမကောင်းသောအရာကိုကျမတို့နှလုံးသားကနေတော့ထောက်ပစ်ပြီးတော့မှကောင်းသောတခြင်းကိုနားထောင်ဖို့ရတဲ့ကျမတို့နှလုံးသားထဲကိုထပ်ပေးမယ်တက်တာမှာကဲတခြင်းနဲ့နားမထောင်ရဘူးဆိုတော့ကျမတို့မှာလစ်လလဟာဖြစ်သွားမယ်လို့စိုးရင်စရာအကြောင်းမရှိဘူးကတာရောပါတီမှာသွားရင်ကကြရတယ်လေကနဲ့ပတ်သက်ပြီးတော့ကျမတို့ခရစ်ယာန်အနေနဲ့ဝတ်ပြုကိုးကွယ်တဲ့နေရာမှာကဖို့ရောလိုအပ်သလားဘလို့ဖြစ်လာတယ်လဲဆိုတော့ကဲ night club တွေမှာသွားရင်မကရဘူးဟိုနေရာမှာသွားရင်မကရဘူးဆိုတော့ဘုရားเจ้าမှာလာကကြတယ်ဘုရားเจ้าမှာဖြော်ဖြေမှု state ပေါ်မှာလူတွေကအမျိုးမျိုးပုံစံနဲ့ကားနေကြတဲ့ Korean kid အခြေအနေတွေဖြစ်နေကြတယ်ကားတာနဲ့ပတ်သက်ပြီးတော့မှအပေါ်မှာစင်ပေါ်မှာဝတ်စားနေတဲ့အရာတွေရောဒါတွေအကုန်လုံးကခရစ်တော်စီကလာတော့တကယ်ကိုကိုယ့်ကိုဖခင်နဲ့နီးစေတော့အရာတွေလားထမရကျန်ခင်း30နဲ့ငယ်18နဲ့ငယ်24မှာကြည့်မယ်ဆိုရင်နွားရဝုထွေကြီးကိုသူတို့တွေလောက်ပြီးတော့မှကားနေကြတယ်ကားတဲ့ຢာတွေဖြော်ပြင်းနေတဲ့အရာတွေအကုန်လုံးကမာယွင်းသောကိုယ်ကွယ်မှုမှာပါဝင်နေတယ်မာယွင်းသောကိုယ်ကွယ်မှုတိုင်းကသတိထားမိသလားကားနေကြတယ်မတက်ကကြီးဆက်လေးငယ်6ကနေပြီးတော့မှ30မှာဟီရိုမင်းကြီးသူ့ရဲ့သမီးကကားနေတယ်ဟီရိုမင်းရဲ့တာပြီးတော့ပျော်နေချင်မှသူ့သမီးကလာပြီးတော့ကားပြတဲ့အခါမှာသူ့သမီးကမြစ်ချင်းဆရာယောဟန်ရဲ့ခေါင်းကိုဖျက်ဖို့ရန်အတွက်တောင်းလိုက်တယ်အဲ့မှာကားတယ်ဒီကနေ့ဒီချိန်မှာလူတော်တော်များရဲ့အိမ်မှာ TV တွေရှိတယ်ဗီဒီယိုတွေကြည့်ကြတယ်ရုပ်ရှင် theater ပုံစံမျိုးလဲလူတော်တော်များကသွားကြတယ် TV ထဲမှာရုပ်ရှင်ရုံတွေမှာကြည့်တော့ရ internet ကကြည့်တော့အရာကြီးတော်တော်များက
အကျင့်စာရိတ္တပို့ပြီးတော့ကောင်းမွန်လာဖို့ရန်အတွက်ကောင်းသောယောက်ျားကောင်းသောမိန်းမကောင်းသောသားသမီးတွေဖြစ်ဖို့ရန်အတွက်မနှိုးဆော်ဘူးရုပ်ရှင်ထဲမှာလင်မယားတွေဘယ်လိုမျိုးတယောက်ဖောက်ပြန်ကြသလဲဘယ်လိုမျိုးခိုးရမလဲဘယ်လိုမျိုးသက်ရမလဲဆိုတာကိုအကလုံးပွင့်လင်းလင်းကိုပြနေတယ်အဲ့ဒါကြီးကြည့်စင်အပြင်ကျမတို့ဖခင်သခင်ကိုချစ်ပါတယ်ဆိုတာကိုမပြနိုင်ဘူးခရစ်ယာန်မပြောနဲ့ခရစ်ယာန်မဟုတ်သောသူတွေတော်တော်များများက TV ရဲ့ဆိုကြိုရုပ်ရှင်ရဲ့ဆိုကြိုကိုအတိအလင်းပြောပြနေတယ်ဒါဖျောင်းမယုံကြည်သောသူတွေနော်မကောင်းမှုကအခုဆိုရင်ကလေးတွေကိုပြောတယ် TV တွေ screen time တရက်ကို TV တွေကြည့်တာ tablet တွေပေးသုံးတာဖုန်းတွေပေးသုံးတာနိုင်နဲ့ကလေးနှစ်အောက်ပိုင်းလုံးဝမကြည့်ရဘူး12နှစ်အောက်ပိုင်းကတရက်ကိုဘယ်လောက်ပဲကန်တနဲ့ကြည့်ရမယ်ဆိုတာဒါဖျားမသိသောသူတွေကပြောနေတယ်ဒီနေ့ဒီချိန်မှာကျမတို့တက်ရှင်နေတော့ဤအတိုင်းဝိုင်းမှာစိုးသွမ်းမှုတဲ့အကျင့်စာရိတ္တပြက်ပြားမှုတွေမျောလင့်ချက်ပြဲမှုတွေအများကြီး TV ဖန်သားနေတဲ့စင်ကျမတို့တစင်ကြီးနေရတယ်။တနေ့မှာတဲ့လူတွေတော်များများကအထူးသဖြင့် American နိုင်ငံမှာနော်လူတွေအကယ်၍များ TV မကြည့်ကြဘူးဆိုရင် American နိုင်ငံမှာလူသတ်မှုဖြစ်တဲ့ပမာဏကပေါ့နော်1000တိရော့နေသွားမယ်။ဒါမှမကသေးဘူးတနေ့လူတွေမဒိန်ကျင့်ခံရတာလေ9000ရော့သွားမယ်။ဒီလိုမျိုးထိုးတာပေါ့နော်အနိုင်ကျင့်မှုတွေခံရတာလေ9သိန်းတိရော့သွားမယ်။လူတွေများတာအမေရိကန်မှာ TV မကြည့်ကြဘူးဆိုရင်သခင်ခရစ်တော်သင်ကိုအယံကိုချစ်တယ်။စာဒမနာကသင်ရဲ့မျက်စိကိုအသုံးပြုပြီးတော့မှသင်ရဲ့ခန္ဓာကိုသင်ရဲ့စိတ်နှလုံးကိုသူကထိန်းချုပ်ထားခြင်းတယ်။ဟေရှာခန်းကြီး45ငွေ20မှာမြေကြီးစွန်းသားအပေါင်းတို့ငါ့ကိုမျောကြည့်၍ကယ်တင်ခြင်းကျေးဇူးကိုခံကြလောငါသည်ဖျားသခင်ဖြစ်ငါမှတပါအခြားသောဖျားမရှိ TV ရဲ့အန်ဒီကအရန်ကိုများနေတယ် TV ဖန်သားပြင်မှာတွေ့ရတဲ့အရာတွေအကုန်လုံးကကျမတို့သခင်ခရစ်တော်ဖျားနဲ့တကယ်ကိုဝေးကွာသွားစေတယ် TV ကြည့်မယ်ဆို2နာရီ3နာရီကြည့်လို့ရတယ်ကျမတို့ကျမ်းစာကိုဖတ်မယ်ဆိုရင်နာရီဝဲလောက်ဖတ်မယ်ဆိုရင်ပြင်းသွားမယ့်အချိန်တွေမှာရှိနေတယ်သင်ကြည့်နေသော TV program ကိုသခင်ခရစ်တော်ဖျားနဲ့သင်အတူတကွထိုင်ပြီးတော့ကြည့်ရသလား TV တွေဘာတွေကြည့်တာနဲ့ပတ်သက်ပြီးတော့မှဘယ်အရာကိုကြည့်ရမလဲဘယ်အရာကိုမကြည့်ရဘူးလဲဆိုတာကိုကျမ်းစာထဲကနေပြီးတော့မှဂလာတိခန်းကြီး9အငယ်19-21ဇာတိပဂတိအကျင့်တို့သည်ထင်ရှားကြ၏ထိုအကျင့်တို့မူကားသူမယားကိုပြစ်မှားခြင်းမတရားသောမိထုံတိုင်းမိဝဲခြင်းညှဉ်းညူစွာကျင့်ခြင်းကိလေသာလွန်ကျူးခြင်းရုပ်တုကိုကွယ်ခြင်းသူတစ်ပါးကိုပြုစားခြင်းရန်ညိုးဖွဲ့ခြင်းရန်တွဲခြင်းဂုံပြိုင်ခြင်းအမျက်ထွက်ခြင်းညှင်းခုန်ခြင်းအချင်းချင်းကွဲပြားခြင်းသင်ခွဲခြင်းသူ့အကျိုးကိုညူဆူခြင်းသူ့အသက်ကိုသတ်ခြင်းမူရစ်ကိုတောက်ကျခြင်းပွဲလောက်ခြင်းမဆာ၍ထိုတို့သောအကျင့်ပေသည်ထိုတို့သောအကျင့်တို့ကိုကျင့်တော်သူတို့သည်ဘုရားသခင်၏နိုင်ငံတော်ကိုအမွေမခံရကြဟုအထက်ကငါပြောနှင့်ခဲ့ပြီးဒီအတိုင်းယခုပင်လည်းငါပြောနှင့်၏TV ထမှတ်တာလည်းအကုန်လုံးပြနေတယ်သူမယားကိုပြစ်မှားတာပြတယ်မတရားသောမိထုံပြတယ်ညှဉ်းညူးစွာတွေပြတယ်ကိလေသာကိုပြတယ်ဒါတွေအကုန်လုံးကိုကြည့်မယ်ဆိုကောင်းကင်နိုင်ငံရမလားပွဲပြုလုပ်ခြင်းလူအသက်ကိုတတ်ခြင်းကောင်းကင်နိုင်ငံမရောက်ဘူးကျမ်းစာကအဖြူအမဲပြောတာအရန်ရှင်းတယ်အကယ်၍များကျမတို့မိသားစုမှာဒါတွေမိသားစုတက်ကြည့်လို့တင်တော်တယ်ဒါတွေကြည့်တာမတင်တော်ဘူးလို့ကျမတို့ဝေဖန်ရမယ်ဆိုရင်ကြည့်စရာဘာ program မှမရှိတော့ဘူးကဲလူတွေတော်တော်များများကပြောကြလိုက်မယ်ငါဝိညာဉ်ရေးရနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်ယူဖို့အတွက်လုပ်တဲ့အခါမှာငါဘာကြည့်ရလဲငါဘာမကြည့်ရဘူးလေဆိုတာငါခရစ်တော်ကိုခေါင်းထဲမှာထက်ဆင်စားစရာမလိုဘူးဆိုပြီးတော့မှဇောတကတက်ချင်တက်လိုက်မယ်အဲ့လိုလူတွေကိုသခင်ခရစ်တော်ကတရားဟောရကြံခိုင်းစနစ်အငယ်ရှိယခုကာလဤအယံ၌ပြုတကဲ့သို့ထိုအယံ၌လူတိုင်းကိုညံကိုလိုက်၍မပြုရကြကောင်းကင်နိုင်ငံရောက်တဲ့အခါမှာငါသဘောငါအလိုပဲလုပ်မယ်လို့လုံးဝလုပ်လို့မရဘူးအဲ့ဒီနိုင်ငံရောက်ကိုသဘောကိုလုပ်လို့မရဒီနိုင်ငံမှာရောကိုသဘောကိုလူတိုင်းကိုသက်ရှင်လို့မရဘူးတော့တကြံကင်း16ငွေ25မှာလူထင်သည့်အတိုင်းမှန်သောလက္ခဏာရှိတော်လဲအဆုံး၌တည်ခြင်းသို့ပို့သောလမ်းတစ်မျိုးရှိ၏တော့တကြံကင်း7ငွေ15မိုက်သောသူသည်မိမိပြုသောအမှုကိုမှန်သည်ဟုထင်တတ်၏အကြံပေးသောစကားကိုနားထောင်သောသူမူကားပညာရှိ၏တော့တကြံကင်း28ငွေ26မိမိစိတ်နှလုံးကိုကိုးစားသောသူသည်လူမိုက်ဖြစ်၏
ငါဘာပဲချစ်စီငါခရစ်တော်အတွက်ထည့်ပြီးတော့စဉ်းစားစရာမလိုဘူးငါကြည့်ချင်ရကြည့်မယ်လို့ပြောတော့သားသမီးတွေကိုလူမိုင်းလို့ခိုင်းနိုင်ထားတယ်ကျမတို့တရားမှုရှိနေသောအရာကျမတို့ဩဇာညောင်းနေသောအရာပေါ်မှာမူတည်ပြီးတော့မှကြည့်နေသောအရာကျမတို့နားထောင်သောအရာခန္ဓာကိုယ်ကိုတရားမှုရှိနေသောအပေါ်မှာမူတည်ပြီးတော့ဘုရားသခင်ကျမတို့ဘယ်လိုမျိုးတတိပေးထားတယ်လဲမသက်ခန်းကြီးဆက်ရှိအငယ်ချငါကိုယုံကြည်သောဤသူငယ်တစုံတယောက်ကိုအကျဉ်သူသည်မာယွင်းစေထိုသူသည်လက်ပင်၌ကျိတ်ဆုံကိုကြောက်ကိုဆွဲ၍နက်နဲသောပင်လယ်၌နှိမ့်မြုပ်ခြင်းကိုခံရလျင်အနေသာ၍ကောင်း၏ယောမခန်းကြီးဆက်လေအငယ်73ဤအကိုချင်းထိမိ၍လဲเสียအခွင့်မာယွင်းเสียအခွင့်မရှိမီအကြောင်းသာ၍စီရင်ကြကုန်အံ့သင်ကြည့်သောအရာကျမတို့ညီကိုတွေကိုမာယွင်းစေဖို့ရန်အတွက်ဖြစ်စေသလားယောမခန်းကြီးဆက်လေငယ်ခုနှစ်မှာငါတို့တွင်အဘယ်သူများကိုအဘိုးအလို့ငါအသက်မရှင်ကိုအတွက်ကိုသက်ရှင်လို့မရဘူးလို့ပြောထားတယ်နိုင်ငံတော်ခေါင်းဆောင်တွေကကျမတို့ဩဇာတရားမှုရှိတယ်တချင်းအစိုးတော်ဒီလူတွေကပြည်သူတွေအတွက်ကောင်းသောပုံစံနမူနာအနေနဲ့အသက်ရှင်ပြဖို့သင့်တယ်လို့ကျမတို့ကမျှော်လင့်ထားတယ်။သို့တော့ဣဂနေဒီချိန်ခါမှာနိုင်ငံရေးသမားပဲဖြစ်ဖြစ်အစိုးရရဲ့ရုပ်ရှင်မင်းသမီးတွေကသူတို့ရဲ့လောက်ဆောင်မှုအတိုင်းပြည်သူတွေမထိခိုက်အောင်သူတို့ကအသက်မရှင်ဘူး။သခင်ခရစ်တော်ဘုရားကကျမတို့ကိုဤလောကမှာသက်ရှင်သောသူရဲ့သားသမီးယူဆိုင်ပါကောင်းကင်နိုင်ငံကနေဝေးကွာအောင်လုပ်မဲ့အရာမျိုးတွေကိုသတိထားပါဆိုပြီးတော့မှသတိပေးနေတယ်။သခင်ခရစ်တော်ကရောအဝတ်စားတွေဝတ်တာရွှေငွေတွေဝတ်တာနဲ့ပတ်သက်ပြီးတော့ကျမတို့ဘလို့သွန်သင်ထားတယ်လဲ။တိတိမောသေခန်းကြီးနဲ့အငယ်9:30ပဂတိကျင်နာဆုံမဲ့ခြင်းနဲ့ကင်းတော်သူရန်ညိုးဖွဲ့တော်သူချောစားတတ်တော်သူကိုအိန္ဒိယေကိုမချုပ်တီးနိုင်လို့ပြင်းထန်တော်သူတော်ကောင်းကိုမုံတော်သူကိုအိန္ဒိယေကိုမချုပ်တီးနိုင်တော်သူဝတ်တဲ့ခါမှာကိုသိခါနဲ့ဝတ်ပွင့်ရန်အတွက်အကြံပေးထားတယ်။ဤလောကကဝတ်လိုက်ရင်ကိုကာယရဲ့တမက်ခြင်းအတွက်ဝတ်တာသူတစ်ပါးကြည်လို့လှလို့ကောင်းအောင်ဝတ်တာမင်းသမီးဆိုလဲမင်းသမီးရဲ့ဂုံအတိုင်းကိုသူ့မှာဈေးပပေါ်လေးကိုမယ်ဆိုရင်ဒါသူ့ဂုံသိက္ခာကိုကျသွားမယ်အဲ့ဒီဂုံကိုအမိလိုက်ပြီးတော့မှဝတ်ဆင်ရတယ်ဘုရားသခင်ကသူ့ရဲ့သားသမီးရဲ့အထူးသဖြင့်ခရိယန်တွေအသက်ရှင်မှုအရင်အရေးကြီးတယ်နော်သတိထားပါရွှေငွေတွေတကယ်ကိုစိန်ကြီးကြီးတွေဝတ်လိုက်မယ်ဆိုကြွားတာငါဘလောက်ချမ်းသာလဲကြည့်လေအဲ့ဒါမိသားစုတွေ engage လုပ်ပြီးဆိုရင်လက်စကဘလောက်တန်ဖိုးကြီးလဲဆိုတကဘာလုံးကဒီလက်စွပ်ကြောင်းပြောနေကြတယ် TV တွေဘာတွေပြမယ်ဆိုဒါကိုအသားပေးပြီးကိုရိုက်ကြတယ်ဘုရားရှင်သားသမီးတွေတမွန်ထူချအောင်အသက်ရှင်ဖို့ရန်အတွက်လိုအပ်တယ်ကပောက်ကျန်ခရီး35အငယ်1နှစ်4မှာရွှေငွေရတနာဝတ်တာနဲ့ပတ်သက်ပြီးတော့မှဘုရားသခင်ပုံကံမှုတွေဖြစ်ခဲ့တယ်ယာကုပ်ရဲ့သားသမီးတွေတပါးမျိုးသားနဲ့အတူတကွသူ့ရဲ့ညီမကလည်းအဲ့ဒီမြို့မှာရှိသောအမျိုးသမီးနဲ့အဖော်တွေဖြစ်ပြီးတော့မှပြစ်စစ်ချင်းခံရတဲ့အခါမှာယာကုပ်အရန်ကိုရှက်တယ်ငါသားငါသမီးတွေဒီနိုင်ငံမှာဘုရားသခင်ဘုန်းတော်ထင်ရှားဖို့ရန်အတွက်အသက်ရှင်ရမှာလေအခုတော့ဘယ်နဲ့လဲဆိုပြီးတော့မှယာကုပ်မျက်နှာမပြရဲလောက်အောင်ဖြစ်တယ်အဲ့ဒီမြို့ကနေပြီးတော့ထွက်သွားတဲ့အချိန်မှာမြို့ပြင်ရောက်တော့အခါမှာယာကုပ်ကသူ့သားသမီးတို့သင်တို့တွင်ပါသောတပါးအမျိုးသားတို့ဤဖျားတို့ကိုပြစ်ပယ်ကြလောအဝတ်ကိုလဲ၍ဝတ်စားစင်ရင်မူကတပါးအမျိုးသားနဲ့တူနေတယ်နေတို့အဝတ်တွေကိုလဲပါပြောတယ်တန်ရှင်းချင်းရှိကြလောမိမိတို့လိုက်ပါတော့တပါးအမျိုးသားတို့ဤဖျားအပေါင်းတို့နဲ့နာနိုင်ပန်သောနာဘန်တန်ဆန်ရှိသမျှတို့ကိုယာကုပ်အားပေးအ၍ယာကုပ်လည်းရှေခင်မြို့နာတွင်ရှိသောတပိတ်မြင်အောင်၌မြုပ်ထားလေ၏ခမရကျန်ခိုင်33အငယ်9ဒီတိုင်းပဲဣသရေလလူမျိုးတွေကိုမောရှေကတော်ကနေခေါ်သွားတယ်ဘုရားသခင်ကတိပေးထားသောတိုင်းပြည်ဝင်ခါနီးမှာသင်တို့တန်စာများကိုချွတ်ကြလောဟုမောရှေအားမိန့်တော်မူတဲ့နေ့သူတို့အကုန်လုံးချွတ်လိုက်ကြတယ်ဟေရှာယ3အငယ်18က23ကြည့်မယ်ထိုကာလနဲ့ဘုရားရှင်သူတို့ခြေချင်းလဲဆွဲနာသန်ဒီတဲ့ခံဘူးလက်စောနာဆွဲလက်ဖွဲ့အကုန်လုံးဦးရစ်တရဖူအကုန်လုံးဖယ်ရှားခိုင်းတယ်ဟောရှေကန်ကြီးနဲ့ငယ်73မှာပါလဖျားတို့အားနန္တာပေါင်းကိုမီးရှို့၍နှာခေါင်းဆွဲနှင့်လဲဆွဲတန်စာကိုဆင်လျက်ရီးစားများနောက်သို့လိုက်သဖြင့်ငါ့ကိုမေ့လျော့ကြပြီဘုရားသခင်သားသမီးတွေဘုရားသခင်ကိုမေ့လျော့ပြီးဆိုရင်
ဘာလာဖျားနာကိုချီကပ်ပြီးဆိုနဆွဲတယ်ဆွဲရိုးတယ်တတ်တော့မယ်တတိမောတေခန်းကြီးနေ့အငယ်90ထိုနီးတူမိမတို့သည်ပြစ်တော်စပင်ရွှေတန်စာကြပလဲအဖိုးထိုက်တော်အဝနေကိုမစင်ပဲရှက်ကြောက်ချင်းအိန္ဒိယဆောင်ချင်းအပြင်လျှောက်ပတ်တော်အဝနဲ့၎င်းဖျားသခင်အားယိုသည်လေးမြတ်ချင်းကိုဝန်ခံပြုစုတော်မိမစင်တင်သည့်အတိုင်းကောင်းသောအကျင့်နဲ့၎င်းကိုတန်ဆန်စေခြင်းကငါအလိုရှိ၏ရွှေတွေငွေတွေနဲ့ပလဲတွေနဲ့တပ်ဖို့ရန်အတွက်အသက်ရှင်စေခြင်းလားမဟုတ်ဘူးကျမတို့ရဲ့အကျင့်စာရိုက်တာအတွင်းပိုင်းကိုစင်ဖို့ရန်အတွက်ဘုရားသခင်ကျမတို့ကိုဖိတ်ခေါ်နေတယ်တိပိခန်းကြီး3ငယ်3မှာအပြင်းတန်စာစေခြင်းမဖြစ်စေပဲနူးညံ့မြိတ်သက်ခြင်းသဘောတည်ဟူသောမဖောက်ပြန်မပြတ်စီတတ်သောတန်စာစေခြင်းရှိသောစိတ်နှလုံးဤအတွင်းလူဖြစ်စေကြလောရွှေငွေတွေဥဒ္ဒါနဲ့ပတ်သက်ပြီးတော့မှသခင်ခရစ်တော်ဘုရားကသူ့ရဲ့စစ်မှန်သောအသင်းတော်ကိုဗျာဒိတ်ကြံခိုင်ဆက်နေငယ်တင်မှာနေကိုဝတ်တော်အမျိုးသမီးကဘုရားသခင်ရဲ့ရောင်ချီတော်ဘုရားသခင်ဖြောင့်မတ်ခြင်းကိုဝတ်ဆင်သောအသင်းတော်အမျိုးသမီးကိုဆိုလိုတယ်ဖောက်ပြန်တတ်သောအသင်းတော်ကအဲ့ဒီမိမကဗျာဒိတ်ကြံခိုင်ဆက်ခုနှစ်ငယ်3မှာနီမောင်းသောအဝတ်ရွှေတန်စာကြောင်မြတ်တန်စာပလဲတန်စာကိုဝတ်ဆင်ထားတယ်ရွှေငွေနဲ့ဆင်ရင်ထားတယ်လို့ပြောထားတယ်ဖောက်ပြန်သောအမျိုးသမီးဖြစ်တယ်ဒီနေ့ဒီချိန်မှာဘုရားသခင်ကသူ့ရဲ့သားသမီးတွေကိုဘာဘူးလို့မျိုးကနေပြီးတော့ထွဲလာကြပါဘုရားသခင်ရဲ့သွန်သင်ချက်အတိုင်းအသက်ရှင်ကြပါရွှေတွေငွေတွေဒါလည်းပါတယ်ကိုအပြင်ပန်းမဲ့မစင်ကြပါနဲ့သခင်ခရစ်တော်ရဲ့ပြမတ်ခြင်းကိုဝတ်ဆင်ကြပါလို့ဒီနေ့ဒီချိန်မှာဘုရားသခင်ကဘာဘူးလုံးဒီအသက်ရှင်သောပုံစံတိုင်းနေပြီးတော့ထွဲလာဖို့ရန်ဖိတ်ခေါ်နေတယ်အကယ်၍ကျမတို့လည်းသခင်ခရစ်တော်ကိုရှင်းနေသောအခါမှာသခင်ခရစ်တော်ပျော်အောင်လုပ်ဖို့ရန်အသက်ရှင်မှုပုံစံအနေနဲ့လိုက်ပြီးလုပ်ရမှာကျမတို့တဲ့ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲနဲ့ပျော်ရွှင်မှုဖြစ်လိမ့်မယ်ရွှေတွေငွေတွေဝတ်တာဒေဂီတာရဲ့နားစင်တာတီဗီတွေကြည့်တာဒါကျမရဲ့ကဲတင်ခြင်းနဲ့သက်ဆိုင်သလားတင်မေးလိုက်မယ်ယာကုပ်ခန်းကြီးနဲ့အငယ်20-26မှာအကျင့်နဲ့ကင်းသောယုံကြည်ခြင်းသည်အသေးဖြစ်၏ခရိယန်တွေကဖျားရဲ့စကားကိုနာခံခြင်းကသခင်ခရစ်တော်ဖျားကကျွန်တော်ကိုကယ်တင်ခဲ့တယ်ဆိုတာကိုပြန်ပြီးတော့မှသက်သေပြတဲ့အရာပဲဖြစ်တယ်အကယ်၍များလူတယောက်ကသူ့ရဲ့အသက်ရှင်ပုံစံမှုကလောကနဲ့ပဲတူနေတယ်ဆိုရင်တော့သူ့ရဲ့ပြောင်းလဲမှုကစစ်မှန်သောပြောင်းလဲမှုမဟုတ်ဘူးဆိုတာကိုသိနိုင်ပါတယ်တကယ်ကိုပြောင်းလဲသောဖျားရှင်ရဲ့သားသမီးတွေတော်တော်များများကသူ့ရဲ့နှလုံးသားထဲမှာဘာပဲလုပ်ဘုရားသခင်အလိုတော်အတိုင်းပျော်ပျော်ရွှင်ရွှင်နဲ့ပဲလုပ်ကြလိမ့်မယ်ရုပ်တုတွေကိုကိုယ်တာကိုတတိထားပါဆိုပြီးတော့မှတေယောဟန်ခန်းကြီး9ငယ်21မှာချစ်သားတို့ရုပ်တုစင်တုကိုကြည်ရှောင်ကြလောရုပ်တုစင်တုလို့ပြောတဲ့အခါမှာရုပ်တုပဲယူပြီးကိုးကွယ်တာမဟုတ်ဘူးကျမတို့အမြဲတမ်းကိုဆွဲလန်းသောအရာကျမတို့အမြဲတမ်းကိုတမက်သောအရာဒါက fashion တွေဖြစ်မယ်ပိုင်ဆိုင်မှုတွေဖြစ်မယ်ကိုစင်ရင်တဲ့အရာတွေဖြစ်မယ်ဖြော်ဖြေမှုတွေအကုန်လုံးဖြစ်မယ်ကျန်းစာတရားတွေငွေတွေမရဘူးဒီလိုအလားတွေမစင်ရဘူးပြောပြီးစင်ဒီလိုမျိုးပဲအသက်ရှင်ရမယ်ဆိုလူပြလိုက်ပြီးလက်ညှိုးထိုးရမလားဟဲ့နစ်လက်စုပ်ကိုသွားပြီးချွတ်နော်ဟဲ့နစ်မျက်နှာဓာတ်ကိုသွားလောက်ပါဆိုလူများကိုလိုက်ပြီးအဲ့လိုပြောစရာမလိုဘူးမပြောရဘူးဘာဖြစ်လို့လဲသိလားတိကိုခန်းကြီးနဲ့ငယ်ဆက်လေးမှာဇာတိပဂတိလူဒီဘုရားသခင်ဝိညာဉ်တော်အရာကိုမခံမယူထိုအရာတို့ဒီမိုက်မဲသောအရာဖြစ်တယ်ဟုထင်အဲ့လိုသွားပြောသူကယူနေလားလို့ပြောလိုက်မယ်ထိုအရာတို့ကိုဝိညာဉ်အားဖြင့်သာပိုင်းခြား၍နားလည်နိုင်သောကြောင့်ဇာတိပဂတိလူသည်နားမလည်နိုင်ဝိညာဉ်ရဲ့အစဉ်သင်းမဖြစ်တဲ့ရွေးကတော့အဲ့လူဘလို့မှသွားပြီးတော့မှပြောလို့မရဘူးဒီလူပြောင်းလဲရမယ်ဆိုပြီးကျမတို့လည်းသွားပြီးတော့မှမျော်လင့်လို့မရဘူးချွတ်ပါဟဲ့ဖြုတ်ပါဟဲ့သွားပြောလို့မရဘူးတမ်နှုတ်တို့တယ်ဘလို့ဝရမလဲဘလို့စားရမလဲဒါနဲ့ပတ်သက်ပြီးတော့မှသန့်ရှင်သောဝိညာဉ်တော်ရဲ့လမ်းပြမှုကိုတကယ်ကိုလိုအပ်ပါတယ်အကယ်၍သန့်ရှင်သောဝိညာဉ်တော်ကျမတို့တကယ်ကိုလမ်းပြပြီးတဲ့အခါမှာလေမင်းသမီးနဲ့မတူအောင်မဟုတ်မစင်မရလဲကျမတို့ကလေပြောနေတယ်ရိုးရိုးလေးနဲ့ကိုရလည်းပြောနေတယ်ချစ်တော်ခရစ်တော်ကိုပြောအောင်လုပ်ရတဲ့အတွက်ကြောင့်ပဲဖြစ်တယ်လူတယောက်ကဘုရားသခင်ကဒီလိုဝတ်ပါဒီလိုစားပါငါဂိမ်းမစားရငါကိုချင်တယ်ငါကိုမယ်လို့ပြောတဲ့အပေါ်မှာမူတည်ပြီးဒီလိုတွေကကောင်းကင်နိုင်ငံရအောင်သူတို့ပြောမယ်လို့ထင်သလားပြောမလဲကောင်းကင်နိုင်ငံကတကယ်ကိုစိတ်ပြက်စရာနေရလို့ထင်လိုက်
ကောင်းကင်နိုင်ငံမှာ night club မရှိဘူးအရက်ဆိုင်မရှိဘူးအရက်ဘားတွေမရှိဘူးအပြာကားတွေကြည့်လို့ရတဲ့နေရာမရှိဘူးဒီလိုမျိုးသံတွေနဲ့တခွန်းခွန်းထူထောင်မဲ့တေးဂီတတွေလည်းမရှိဘူးအလောင်းကစားတွေလည်းမရှိဘူးအဲ့ဒီနေရာမှာကောင်းကင်နိုင်ငံသူ့အတွက်ငရဲဖြစ်နေမှာပေါ့သခင်ခရစ်တော်မှမချစ်တာသခင်ခရစ်တော်ကိုချစ်လို့တာလဲအဲ့ဒီနေရာကိုရောက်မှာဖြစ်တယ်နေ့ကောခန်းကြီး6ငယ်14 19မှာဘလို့အသက်ရှင်ရမလဲအကောင်းလုံးရေးဖော်ပြထားတယ်အသီးအခြားနေကြလောထိုသူတို့အထက်မှထွက်၍အသီးအခြားနေကြလောမစင်ကြဲသောအရာကိုလက်နှင့်အမြမတို့ကြနှင့်ထိုသောပြုလင်တင်တို့ကိုငါလက်ခံပြီးဆိုပြီးတော့မှဘုရားသခင်ကကျမတို့ဒီကနေ့ဖော်ဖိတ်နေတယ်ဘုရားသခင်ကိုဖော်ပြထားသောဤစီမီစီကန်းတွေကအရန်ကိုလိုက်ရှာတာတင်းကျပ်တယ်လို့ခံစားရသလား你ငါ့ကိုတရားစီရင်နေတယ်ငါဒါဟုတ်လို့ငါကောင်းကင်နိုင်ငံမရောက်ဘူးလို့ထင်မလားတယောဟန်ခန်းကြီး3အငယ်20နဲ့ငါတို့သည်ပညာတော်တို့ကိုစောင့်ရှောက်၍နှစ်သက်တော်မူသောအကျင့်တို့ကိုကျင့်တော်ကြောင့်ဆွတောင်းသမျှတို့ကိုဘုရားသခင်ထံတော်မှာရကြ၏ဘုရားသခင်ကိုချစ်လို့သူပြောတဲ့စကားကိုနားထောင်တာသူပြောအောင်လှုပ်ချင်တာဒီသချင်းဒီ TV ဒီရောက်ရှင်ဒီစာအုပ်ကိုကြည့်မယ်ဆိုရင်ဖတ်မယ်ဆိုရင်ငါခရစ်တော်ရဲ့ဘုန်းတော်ကိုထင်ရှားစေမှာလားအဲ့ဒီမေကိုပြန်ပြီးမေပါဘာပဲလို့ငါလှုပ်ဆောင်နေသောအရာဒီငါအချိန်ပေးနေသောအရာဒီငါ့ကိုသခင်ခရစ်တော်နဲ့ပို့ပြီးတော့မှတူစေမှာလားနိကောခန်းကြီး3ငယ်18မှာသခင်ဖျားဤဘုံအတရေတော်ကိုကြည်မြင်၍ဝိညာဉ်တော်တရားဤအရှင်သည်ရောင်ချီတော်ကိုလွတ်တော်မူသည့်အတိုင်းငါတို့သည်ဘုံအတရေတိုးပွား၍ပုံသဏ္ဍာန်တော်နှင့်အညီပြောင်းလဲခြင်းရှိကြ၏ဘုရားသခင်ကကျမတို့သူ့ရဲ့ပုံသဏ္ဍာန်တော်အတိုင်းအသက်ရှင်စေခြင်းတယ်လောကရဲ့ပုံသဏ္ဍာန်နဲ့ကျမတို့မတူစေခြင်းဘူးသင်မွေးသောသင်ကလေးကသင်နဲ့ရုပ်မတူဘဲနဲ့အခြားယောက်ျားတစ်ယောက်ရဲ့ရုပ်နဲ့တူရင်သင်ဘယ်လိုခံစားရမှာလဲဒီတိုင်းပဲဘုရားသခင်ကကျမတို့ရဲ့ရုပ်ကိုသူ့နဲ့တူစေခြင်းတယ်တမန်တော်ခန်းကြီးလေးအငယ်73မှာထိုသူတို့သည်ပေတရုယောဟန်တို့ရဲ့ရဲရင်တတိကိုမြင်၍လူတတ်တယ်မဟုတ်လူသားမယားဖြစ်သည်ကိုသိမှတ်၍အံ့ဩ၍နေကြ၏ဒီလူကယေရှုနဲ့ရှိခဲ့တယ်ကျမတို့တွေဝတ်ဆင်စားပုံကျမတို့သခင်ခရစ်တော်နဲ့နေခဲ့ဘူးသလားမနေခဲ့ဘူးသလားဆိုတာအဲ့ဒီပုံမှာမူတည်နေလိမ့်မယ်ချစ်တော်ဓမ္မမိတ်ဆွေအပေါင်းတို့ဒီနေ့ဒီချိန်မှာဘုရားသခင်အလိုတိုင်းအသက်ရှင်မယ်ဆိုလူများတွေကကျမတို့ကိုယူနေပြီပါရစ်ရှယ်ဖြစ်နေပြီစာအုပ်ကြီးတိုင်းအသက်ရှင်တော်သူတွေလို့သူများအဲ့လိုမျိုးပြောမှစိုးရင်စရာအကြောင်းကိုမရှိဘူးတမဟောင်းခိခါတုံးကဖျားသခင်ရဲ့သားသမီးတွေကဖျားသခင်ရဲ့အလိုတော်အတိုင်းကိုအသက်ရှင်တဲ့အတွေ့အကြောင်းသူတို့တွေကိုတမများဖျားပုတ်ကန်နေတဲ့လူတွေပြောတာမဟုတ်ဘူးသူတို့ကဖျားကိုစန့်ကျင်ပြီးတော့မှတပားအမျိုးသားတွေရဲ့ဝတ်ပုံစားပုံအတိုင်းလိုက်ပြီးအသက်ရှင်တဲ့အချိန်မှာပဲသူတို့တွေကစီရင်ချင်းကိုခံရတာဒီနေ့ဒီချိန်ကလည်းဒီတိုင်းပါပဲမသက်ခင်းကြီး6ငွေ24အဘယ်သူများသခင်ဦးဤအစေကိုမခံနိုင်ကျမတို့တွေလောကကိုချစ်မဲ့လောကအတိုင်းအသက်ရှင်မဲ့ဆိုရင်စာတန်ရဲ့ကြောက်ခွင်ထဲကိုပါသွားလိုက်မယ်အဲ့ဒီချိန်မှာကျမတို့ခေါင်းထဲမှာဖျားသခင်ကိုညှင်းပယ်ပြီးတော့မှဆုံးရှုံးခြင်းကိုရောက်လိုက်မယ်အကယ်၍သခင်ခရစ်တော်ရဲ့အလိုတော်အတိုင်းအသက်ရှင်မဲ့ဆိုရင်ကျမတို့တွေးနေတဲ့အရာတွေကသူ့ရဲ့ရုပ်ပုံနဲ့ကိုင်းညီနေပြီးတော့မှတောင်းကင်နိုင်ငံကကျမတို့အတွက်အရန်ကိုစိတ်လှုပ်ရှားစရာဖြစ်လာလိမ့်မယ်။ဘယ်ကြားမှာမှหนีလို့မရဘူး။သင်ခရစ်တော်ကိုချစ်သလား။သင်ခရစ်တော်ဘယ်လောက်ထိချစ်သလဲ။သခင်ခရစ်တော်ပျော်ဖို့ရန်အတွက်သင်ရဲ့အသက်ရှင်မှုပုံစံအကလုံးကလှုပ်ဖို့ရန်အတွက်သင်စိတ်ဆန္ဒရှိဖို့ရန်အတွက်ကျမမျှော်လင့်တယ်လေနော်။ကျမတို့အကလုံးထပြီးတော့မှဆုတောင်းရအောင်။